Camera frame ကလည်းမြင်ဦးဖြစ်နေပါလား MK app authorized service provider ရှိရနော် Hello Hello ဟဲ့ကြားလားငါပြောတာမင်းပြောတာငါဘာမှမကြားရဘူး Hello speaker တန်းကလည်းတစ်ချက်ချင်းနဲ့ဘာမှမကြားရဘူး MK app authorized service provider ရှိရနော်ဟဲ့အားလည်းမဝင်ပါလား charging box ဘာဖြစ်ပြန်ပြီလဲမသိဘူး MK app authorized service provider ရှိရနော်ဟဲ့ဘတ်ထရီက 80% အောက်ရောက်နေပြီပဲ MK app authorized service provider ရှိရနော်ကွဲသွားပြီလားမသိဘူး MK app authorized service provider ရှိရနော်ဘာဖြစ်ဖြစ်MK app authorized service provider ရှိနေတာပဲလားအဲ့ service ကဘာတွေများကောင်းနေလို့လဲစိတ်တူပါနဲ့ဟာနေရလဲ MK app authorized service provider ပါဆိုလို့ရှိရင် app device တွေဘာပဲဖြစ်တနေရာထဲမှာပြည့်ပေးနိုင်တယ်လေအဲ့ဒါလည်းပဲကောင်းသွားရောလားဒါရင်ဘယ်ကအောင်မလဲဟာ तू က app ကနေပြီးတော့တရားဝင်အတိမတ်ပြုထားတဲ့ service provider ဆိုတော့ battery အပါအဝင်ဘယ်ပစ္စည်းပဲလဲ app ကနေပြီးတော့တရားဝင်ထုတ်ပေးထားတဲ့အဖို့ပစ္စည်းတွေနဲ့လဲပေးတာဆိုတော့ original အတိုင်းသုံးခံတာပေါ့ပြီးတော့ပြည်ပြင်ပေးရတဲ့သူတွေကလည်း app ကနေ certify ရထားတဲ့ဝါရွေ့ကျင့်ပညာရှင်တွေဟာပြီးတော့လည်းသက်ဆိုင်ရာပြည်ပြင်မှုလိုက်လဲ warranty တွေပေးသေးတယ်စိုးပဲစိုးမဟုတ်အကောင်းဆုံးပဲငါတငယ်ချင်းတွေအတွက်အကောင်းဆုံးဆိုတာတွေပဲပေးချင်လို့ MK app authorized service provider ကိုညွှန်းပေးနေရလीအမလေးဟဲဟုတ်ပါပြီဟဲတကယ်ကွဲသွားတာပဲMK app authorized service provider ရှိရနော်